ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီကနေ့အစည်းအဝေးကိုကျွန်တော်ကတော့ဝေမဲဆန္ဒနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်ထေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ဒုတိယသမ္မတလောင်းရွေးချယ်နိုင်ရန်အတွက်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားအဆိုတင်သွင်းပါကြောင်းလေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာဒါကြောင့်ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုဖွဲ့ကဒုတိယသမ္မတလောင်းအမည်စင်းအဆိုပြုလာတင်သွင်းရမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တပ်မတော်ကာကွယ်ဦးစီးချုပ်ကိုဒေါက်တာကျော်ထေးတဝဲမဲဆန္ဒနယ်ကအဆိုတင်သွင်းပြီးနန်းရီဝင်းပင်လောင်းမဲဆန္ဒနယ်ကထောက်ခံတင်ပြထားပါတယ်ဒါအပြင်ဒေါက်တာကျော်ဆွေတောင်တွင်းကြီးမဲဆန္ဒနယ်ကိုဦးနိုင်မင်းဦးကြံငင်းမဲဆန္ဒနယ်ကအဆိုတင်သွင်းပြီးဦးမိုးတင်စေတုတ်တရာမဲဆန္ဒနယ်ကထောက်ခံတင်ပြထားပါတယ်ဒါကြောင့်အဆိုပြုလာပုံစံတင်များနဲ့တင်ပြလာတဲ့ဒုတိယသမ္မတလောင်းအမည်စင်းများကိုအခရာစဉ်လိုက်ကြေညာပါမယ်တစ်ဒေါက်တာကျော်ဆွေတောင်တွင်းကြီးမဲဆန္ဒနယ်နှစ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တပ်မတော်ကာကွယ်ဦးစီးချုပ်တို့ဖြစ်ပါတယ်Jelajahi cara baru mendapatkan informasi. Download Metro TV Extend sekarang.